Ore ngame omi de chama nauke se dei lu dei de. O dini lu de dei gwe ya ma se ro yi o tu gwe kat ga de. O blo ko me so le phaya de bo twet ko le nyana ma ngey ya aung pasan li de phong ni su la shin ni le 9000 1000အဲ့လိုလှူပေးရတယ်လေမေတော်ကြီးနော်အဲ့တော့လှူတဲ့ကုသိုလ်မှန်တယ်များအားလုံးကိုမေတော်ကြီးကိုတာဖြစ်တယ်ပေါ့နော်တာတို့ဟွာဖြစ်ပါတော့မေတော်ကြီးဘာဖြစ်လဲဝင်းနေနေတာမသိပါဘူးမေတော်ကြီးဝင်းနေနေတယ်ဘာဝင်းနေနေတယ်မသိဘူးနော်ဘာဖြစ်လို့လဲငါတို့ဝင်းနေလားပြောဩဒါလည်းပေးတက်ကမြင်ရပြီးတော့လှူလာနေတော့မေတော်ကြီးဝင်းမနေပါနဲ့တော့အောင်ဖြစ်မှာပေါ့မေတော်ကြီးတိတ်တိတကိုးနဲ့လောက်ပေးရပါတယ်နော်တို့လည်းစင်ပြေတဲ့လူလည်းရှိတယ်လို့အစင်မပြေတဲ့လူလည်းရှိတယ်လေနော်မေတော်နော်အဲ့တော့ဝင်းမနေပါနဲ့လို့နော်တခုရှိတာတော့အခုလာတဲ့လူတွေထဲမှာတဲ့ဆရာမလေးယုံကြည်မှုရှိရလားတဲ့မေတော်ကြီးမေးရှိပါတယ်ရှိပါတယ်မေတော်ကြီးကလက်ပြချင်းဆရာမလေးဟိုတဲ့ဘောဂဝတီမေတော်ပေါ့နော်ဘောဂဝတီမေတော်မို့လို့တဲ့ဆရာမလေးရဲ့ခန္ဓာကိုနံကိတ်ထားပါတယ်တဲ့မေတော်ကသူ့ကိုချစ်လဲချစ်ပါတယ်တဲ့အဲ့တော့တဲ့ဆရာမလေးနားမှာအနီးကပ်နေတဲ့လူတွေဆရာမလေးကိုပေါ့နော်တစ္ဆာရှိပေးပါတဲ့နော်ဘာလို့ခမရလို့ရင်စိတ်နဲ့မတော့ပါနဲ့တဲ့နော်ကိုဘက်ကလည်းတရားနဲ့ပါရမီဖြည့်ပေးပါတဲ့သူ့ဟာသူဖြစ်သွားလိမ့်မယ်တဲ့ရလို့ရင်စိတ်နဲ့နေတော့အဆင်မပြေပါဘူးတဲ့မေတော်ကြီးကအမီနဲ့ရိုက်ထုတ်ပြမှာနော်တဲ့နော်ဘာလို့ဆိုတာတာလာပြုတ်လာမလို့ပါနော်တဲ့ဆရာမလေးကိုနှောက်ရက်တွေကပုံးပါတဲ့ဒါပေမဲ့တော့လေတဲ့မေတော်ကြီးရှိတယ်မေတော်ကြီးကဆရာမလေးကိုချစ်တဲ့အတွက်မဲ့လို့အမီနဲ့ရိုက်ထုတ်ခတ်ထုတ်ပြမှာလေမေတော်ကြီးအဲ့လိုပြောတယ်မေတော်ကြီးကကျန်းတယ်ဘောကဝတီမေတော်ကြီးစိတ်ကျန်းကိုကျန်းနေမို့တော့အားကြောင့်တို့စိတ်လေးလျှော့ပြီးဒီကိုဝင်မပူးနဲ့နော်ဒီကဝင်ပူးခြင်းနေပြီစိတ်ကလွတ်လွတ်သွားတာခါကျဝင်ကတ်ခြင်းနေဒီကိုဝင်ပူးနဲ့နော်မေတော်ကြီးနော်ဘာလို့လဲဒီမှာသူတို့ရှိဝင်ပူးရရှက်လို့ပြောတဲ့ပူးတာကြောင့်မဟုတ်ပြောတဲ့တော်မှတင်နေတော့ဓာတ်စီးသွားပြီးတော့ကကနန်းတွေထောင်ပြပြီးနော်လူတွေအများကြီးမေတော်ကြီးဘာဆိုကိုကလေတရားမဆိုတော့ကြာမခံလေးသားဖြစ်မှာဆိုလို့လေကိုကနေတာပေါ့လေးဆိုတော့လွတ်လွတ်လပ်လပ်နေပလိုက်တာစိတ်ကိုအဲ့တော့မေရိုးစိတ်လေးနဲ့ထိပြီးနော်သုံးလုံးကနန်းနဲ့မေရိုးဒီဘက်သုံးလုံးကနန်းလေးလို့ကျွန်တော်ကိုယ်တိုင်ပဲမောင်းတယ်အားရဆက်မှာတရားတယ်လို့ပြောဖို့ပေါ့နော်ဟိုလေးအပူကိစ္စကတော့ထားလိုက်တော့လေးအပူကသူတို့မတူတဲ့လူတွေကတော့မေရိုးရဲ့ထားလိုက်တော့မိတာစိတ်ပေါ့နော်စောင်းနေပြောနော်သူလေးအပူကမတူတဲ့လူတွေထားလိုက်သူတို့ကိစ္စနော်